အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် USA မှာနေထိုင်တဲ့လူတွေအားလုံးတွေ့ပါတော့အဲ့တိုင်းမှာမရှိမဖြစ်လို့အားတဲ့ fire alarm system နဲ့ပတ်သက်ပြီးတော့ရှင်းပြသွားမှာဖြစ်ပါတယ်အဝလောကေနီလောကေဟာလောကေကိုရတယ်နော်ဒီမှာတောက်မှုတစ်ခါရဲ့တဲ့ပြီးရောမောဘာသာဒီမီနတ်ပေါ်ပါနေဒီရှင်းနေရမစလို့ messenger ကေဒီကိုဒီကွာရဖိုးမောယမီကလိုကေကိုဒီတော့တက်ပြတိတဲ့ဒီမီနတ်ပေါ်ပါဒီပါတိညာဘတ်ထလူတပိုတလီလို orange ဟီစေပေါ်ခါဒီမနာဒီမီနာပေါ်ဒီအရပတိညာတခါတခါနေကိုတီကွာရသေးလို့မနော်အော်ဆိုလာဆိုင်ကိုရီတော့နော်လော်ရပြရမောနေဒီအနာသေးပါနော်လူဘာဆန်နဲ့မီအော်နေဒီရောပတိရနော်အောင်ချရသေးလို့မောနေဒီကိုရမက်ဆေ့ချ်သေးတော့နော်မက်ဆေ့လူမက်ဆေ့ချ်ကိုနာကသေးမောလူရလောနေဒီရတီရနော်ရမရှင်ပြနေဒီမောနေဒီလောထန်တကူလို့သေးလို့မောနော်အခုကအရေးကြီးတဲ့ဟာတစ်ခုပြပြမှာကတော့ဒီCO detector လို့ခေါ်ပါတယ်အဲ့ဒီတိုင်းမှာ CO detector အနည်းဆုံးတစ်ခုရှိတင်ပါတယ်ဒီတထ A0 ပေါ့နော်အကယ်လို့နှစ်ထ A ဆိုရင်တော့နှစ်ခု base မှာပါတဲ့ A ဆိုတော့အနည်းဆုံး3ခုရှိတင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူကတထတိုင်းစီမှာသူကဟိုစား CO detector တစ်ခုလိုအပ်ပါတယ်နော်ဘာ energy ပဲသုံးမီးလောင်ပြီးတော့အပူပေးတဲ့စနစ်ရှိတဲ့အိမ်တိုင်းမှာဒီ CO detector တက်ဆင်ထားဖို့လိုအပ်ပါတယ် heater မှမဟုတ်ပါဘူးတချို့ဒီ generator တွေပါတယ်ကိုအိတ်ထဲမှာဆက်နိုးမိခဲ့လို့ရှိရင်ကာဗွန်မိုနောက်ဆိုက်တန်ငွေကဖြစ်ပေါ်လာတာပေါ့နော်ပြီးခဲ့တဲ့နှစ်မှာကျွန်တော်တို့ပြည်နယ်မှာပဲစိတ်မကောင်းစွာနဲ့မိသားစုတစုဒီ CO detector ကြောင့်အသက်ဆုံးရှုံးရပါတယ်အမေဖေနဲ့ကလေးနှစ်ယောက်ပေါ့နော်ဒီတောင်ရှိတဲ့လူတွေကတော့ပြောပြတာကတော့ဒီသူတို့ရဲ့အပူ system ကနေပြီးတော့ကာဗွန်မိုနောက်ဆိုက်ထွက်တဲ့အချိန်မှာတဲ့သူတို့ရဲ့ device တွေက battery ကုန်သွားလို့ဘောနော်လုံးဝအလံမပေးတဲ့ခါကျတော့ဟိုသူတို့အသက်ဆုံးရှုံးရတဲ့အချိန်ကြီးဖြစ်တာပေါ့နော်ဒီကျွန်တော်ပြောတဲ့ဒီကာဗွန်မိုနောက်ဆိုက်ဓာတ်ကဒီမှာကျတော့သူတို့က silent killer လို့ခေါ်တယ်သူကအသံဒိတ်လူသတ်သမားပေါ့နော်ကိုကမမြင်ရဘူးအနက်လည်းမရှိဘူးကိုလည်းမမြင်ရဘူးဟိုကြားလည်းမကြားရဘူးကိုအိတ်နေနေဟိုလုံးဝအပီးပြန်သွားတာပေါ့နော်အဲကြောင့်မို့အိတ်တိုင်းမှာဒီ CO detector ဆိုတာရှိသင့်ပါတယ်ဒါကကာဗွန်မိုနောက်ဆိုက်နဲ့ smoke alarm combination device ပေါ့နော်ဒီကျွန်တော်ဗီဒီယိုမလုပ်ခင်မှာတတ်ထားတဲ့ဟာကြတော့ဒါကတော့ဒီအပေါ်မှာရှိတာတော့ဒါကတော့ smoke ပေါ့နော်ဒါကတော့ဒါအငွေ့ smoke တီးတဲ့တစ်ခုအတွက်ပဲဖြစ်ပါတယ်ဘယ်လိုတက်ဆင်ရမလဲဘယ်လိုစမ်းသပ်မလဲပေါ့နော်ဒါ device ထဲမှာရှိတယ်ဒီမှာရေးထားတယ်အစိမ်းရောင်ဆိုရင်တဲ့အော်စားပေါ့ device ကအလုပ်လုပ်နေပါတယ်ဒီ amber ဆိုတာတော့အဝါရောင်ဖြော့ရောင်လေးပေါ့နော်အဲ့ဒါဆိုရင်တော့တခုခုမှန်းတာပေါ့နော်အကယ်လို့အနီရောင်ဆိုတော့အလန်းပေါ့နော်သူကပြောတာဒီမှာဒီ device ပြောတယ် test weekly လို့ပြောရတယ်အပတ်တိုင်းကျွန်တော်တို့ကဟိုစား test လုပ်ပေးရမှာဖြစ်ပါတယ်ဒါကသူရဲ့ recommendation ကိုအနည်းဆုံးတော့အိမ်မှာတော့ကျွန်တော်လည်းပြောချင်တာကတော့တစ်လတစ်ခါတော့ဟိုစမ်းသပ်ကြပါတော့ကိုအိမ်မှာရှိတဲ့ device တွေကလှုပ်လားမလှုပ်လားဆိုတာသိရင်တော့တစ်လတစ်ခါတော့စမ်းသပ်စေချင်ပါတယ်ဘယ်လိုစမ်းသပ်မလဲဆိုမှခလုတ်လေးရှိပါတယ်ဒီခလုတ်နေလို့ရှိရင်ပထမဆုံး3ချက်မြည်လို့ရှိရင်အဲ့ဒါသူ smoke ရိုးမီကိုဟိုတဘောကမီလောင်လို့မီကိုထွက်တဲ့ဟာကိုသူကပြောပါတယ်ဒုတိယဒီနည်းနည်းမြင်လေးကြားပြီးဆိုဒါကတော့ကာဗွန်မိုနောက်ဆိုက်ပါစမ်းသပ်ကြည့်အောင်နော်ခလုတ်နေလိုက်တယ်ချင်းတစ်ချက်တန်ချမယ်အဲ့လိုမျိုးအသံဆိုရင်ဒါ fire alarm smoke ပါနော်ဒါ smoke ဟို smoke ဆိုအဲ့လေးအသံမျိုးကြားမယ်အဲ့လိုမျိုးတီတီမြန်ဟို beat တဲ့အသံဆိုရင်တော့ဒါကာဗွန်မိုနောက်ဆိုက်ဆိုတာသိရပါမယ် smoke detector ကအိမ်မှာဘယ်နှလုံးရှိရမလဲဆိုရင်အိမ်ရဲ့လူနေအိတ်ခန်းတိုင်းမှာ smoke detector ရှိရပါမယ်ကာဗွန်မိုနောက်ဆိုက်ကြတော့ဒီ hallway အိမ်မှာတဘောကအခန်း3ခန်းရှိမယ်အခန်း4ခန်းရှိမယ်အခန်း4ခန်းစုံတဲ့ hallway မှာဆိုရင်ကာဗွန်မိုနောက်ဆိုက် detector တစ်ခုအနည်းဆုံးလိုအပ်ပါတယ်ဒီနောက်ပိုင်းဒီ kitchen မှာဆိုရင်တော့ဒီ heat detector ပဲသူတို့ကပြောပါတယ် smoke detector တော့မလိုပါဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဒီကရင်လူမျိုးတွေပြည်မှန်နိုင်ငံလာလူရောက်စီတိုင်းပေါ့နော်ကိုချက်ပြုတ်ကြော်လော်စားတော့တဲ့လူတွေလူတိုင်းပဲဆိုတော့အိမ်မှာတချို့ဆိုရင်အသံကြားရင်ဘက်ထရီကိုထုတ်လိုက်တာပေါ့
အဲ့လိုမျိုးဒါမှမဟုတ်လဲဟိုhot wire လောက်ထားတဲ့ဟာဆိုရင်တို့ကလုံးဝဆွဲဖြုတ်လိုက်တာပေါ့နော်အဲ့လိုမျိုးမလုပ်ဖို့မိတာခံပါတယ်ကိုအိမ်မှာကိုသမင်းချက်တဲ့ချိန်မှာဖြစ်ဖြစ်ကြော်လော်တဲ့ချိန်မှာဖြစ်အသံမီလောက်ရှိရင်ခဏကိုရက်တောင်ရက်ခတ်ပေးတာဖြစ်ဖြစ်ဟိုလေပုတ်ဆန်တဲ့မို့ထုတ်လာတာဖြစ်ဖြစ်ဒီ device တွေမဝင်လို့ရှိရင်အသံပြောက်သွားမှာဖြစ်ပါတယ်လို့ battery ထုတ်တာတွေပါတယ်မလုပ်ကြဖို့ပြောချင်ပါတယ်ဟို yo smoke ဖြစ်တာကိုကျွန်တော် test လုပ်ပြအောင်ရှင်ဈေးကြီးတဲ့ detail တွေမှာကျတော့ပြောပြပါတယ် smoke လား carbon monoxide လားဟိုစားပေါ့နော်အပြင်ထွက်ပေးဖို့ဘာညာပြောပြပါတယ်ဒါကတော့အိမ်တိုင်းမှာရှိတဲ့ဟာပေါ့နော်ဒီဗီဒီယိုကိုကြည့်ပြီးလို့ရှိရင်ကိုယ့်ရဲ့အိမ်မှာတလတ်ခါဖြစ်ဖြစ်ဒါမှမဟုတ်အခုဗီဒီယိုကိုကြည့်ပြီးတာနဲ့ပြန်ပြီးတော့စစ်ဆေးဖို့ကျွန်တော်မြစ်တာခံပါတယ်ကိုယ့်ရဲ့အိမ်မှာရှိတဲ့ device တွေကိုစစ်ဆေးပေးပါဘက်ထရီမရှိဘူးလားဘက်ထရီမရှိဘူးဘက်ထရီလဲပေးပါ fire alarm နဲ့ပတ်သက်ပြီးတော့ဟိုလုပ်ပြီးတော့သိချင်လို့ရှိရင်ပေါ့နော်အတိတ်ကျသိချင်လို့ရှိရင်ကျွန်တော်တို့ဒီNational Electrical Code ဒီစာအုပ်အတာ electrician တွေရဲ့စာအုပ်ပေါ့နော်ဒီစာအုပ်မှာသူက article 760 960 fire alarm system အဲ့ဒီ system အဲ့ဒီထဲမှာသူကတတ်မှတ်ရတဲ့စံရည်စံနှုန်းတွေဘယ်လိုလုပ်ရမလဲဘယ်ဝါယာဘယ်နေရာမှာဘယ်လိုဝါယာကြိုးတွေအသုံးပြုရမလဲသူကရှင်းပြရတယ်electrician တယောက်အနေနဲ့ဒါကိုသိထားတင်တာပေါ့နော်အားလုံးပဲဘူတူတာရမယ်လို့မျှော်လင့်ပါတယ်မိကုန်းများရှိတဲ့ဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်အားလုံးပဲ Merry Christmas and Happy New Year ပေါ့နော် Happy Holiday ပါအားလုံးကျမ်းမာပျော်ရွှင်ကြပါစေဘေးရန်တွေကင်းကြပါစေ